အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Law Robert Manga ကိုရေးသားခဲ့တဲ့ Artist Navy Comic ဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်က comic တွေကိုခုမှစရေးမယ် comic တွေကို lighting ကောင်းကောင်းဘယ်လိုရှင်းရမလဲဘယ်လို professional လက်ရမျိုးရအောင်ဆွဲရမလဲဆိုတာကိုကောင်းကောင်းမသိရလို့တဲ့အတွက်အရှိခံအချက်လေးတွေကိုအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့ကျွန်တော်အခုပြောပြပေးရမယ့်အကြောင်းအရာတွေအားဆိုရင်တော့ traditional နည်းလမ်းတွေဖြစ်တဲ့အတွက် digital သမားတွေကတော့ကြော်သွားလို့ရပါတယ်ခင်ဗျာကဲဒါဆိုကျွန်တော်အခုပြောမယ့်အကြောင်းအရာလေးကိုစလိုက်ရအောင် step 1ကျွန်တော်တို့ step 1ရသွားမှာတော့ကျွန်တော်တို့ sketch ရှာတဲ့နည်းလမ်းဖြစ်ပါတယ်comic ဆွဲတဲ့ artist တိုင်းကတော့ sketch ကိုကျွန်းကျွန်းကျင်ကျင်ရှာနိုင်ရမယ်ပြီးတော့ပုံထွက်အောင်ဆွဲပေးရမယ်ကျွန်တော်ဒီမှာသုံးတာကတော့လက်ရှိဖြစ်တဲ့3500ရန်အစားရကနေအမျိုးစုံသုံးပါတယ် 0.1 0.8 အစားရှိတဲ့ပြင်အမျိုးမျိုးသုံးပါတယ်ခင်ဗျာဒါကတော့ step 1မှာ step 2အနေနဲ့ကကျွန်တော်တို့အခုနာကဆွဲရတဲ့ sketch ပုံတွေကိုကျွန်တော်တို့အရင်ဆုံး panel တွေဆွဲမယ်ပေါ့နော် panel တွေဆွဲတဲ့အခါမှာစာသားတွေမထီဘူးအဓိကပုံတွေကိုမပြတ်ဖို့လည်း view စရပါမယ်ဒီမှာကျွန်တော်သုံးတာကတော့ eco pen သုံးပါတယ်ခင်ဗျာအဲ့လို panel လိုက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ကအဓိက detail ချက်တွေကိုမပြတ်အောင်တေချာလိုက်ရမယ်ပြီးတော့အခါမှာကျွန်တော်တို့အမဲအောင်ထည့်တဲ့အဆင့်ကိုသွားပြီးတော့ကျွန်တော်တို့ရဲ့အရှော့တက်တာကိုစတင်ပါတယ်ခင်ဗျာ step 3 ကတော့ကျွန်တော်တို့က IPPIS space ကိုသုံးပြီးတော့ဒီဟာကိုအရှော့တက်တာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ကဆက်လက်လုပ်လိုက်မယ်ကျွန်တော်တို့အခု lighting ချိန်မဲ့ပုံကိုပြီးရင် recommended ကိုရွေးပြီးတော့ကျွန်တော်တို့က A line drawing နဲ့ lighting ကိုစချိန်ပါမယ် lighting ချိန်တဲ့အခါမှာကျွန်တော်တို့ကအနေတော်ပြအောင်တေချာချိန်ရမယ်များလို့လည်းမရဘူးနည်းလို့လည်းမရဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ပုံတွေရဲ့ resolution ကိုထိသွားနိုင်တယ်အနေများကနောက်အဆင့်အနေနဲ့ကတော့ကျွန်တော်တို့က test ပြန်ပြင်ဖို့အတွက်ဒီ panel တွေအားလုံးမှာရှိတဲ့ဘောင်လေးတွေကိုကျွန်တော်တို့ကလိုက်ပြင်မယ်ပေါ့နော်ပြီးရင်စာသားတွေကိုထည့်ဖို့အတွက်တေချာနေရာတကာကိုလိုက်ပြင်မယ်ပြီးတော့ပုံနေတဲ့တောက်ဆွန်လေးတွေကိုလည်းတေချာထည့်ရမယ်အခုဆိုကျွန်တော်ဒီမှာပြင်နေတာလေးတွေကဒီကျွန်တော်ရေးသားခဲ့တဲ့စာလေးပေါ့နော်အကောင့်လေးကိုပြင်ပြီးမှကျွန်တော်ကနောက်ကနေ test ပြန်ထည့်မှာအဲ့နောက်မှာကျွန်တော်တို့လောရမယ်နောက်တစ်ဆင့်ကတော့ဗာလဲဆိုတော့လိုနေတဲ့အမဲအောင်နေရာလေးတွေကိုကျွန်တော်တို့ကအယောင်လိုက်ဖြစ်ရဖြစ်ပါတယ်အဲ့လိုဖြည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီမိုက်တဲ့ပြည့်စုံတဲ့ comic panel တခုကိုရရှိမယ် comic page တခုကိုရရှိပါမယ်ခင်ဗျဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ခိုင်လီဝဲဖြစ်တယ်ပေါ့နော် MYC ရဲ့ member တယောက်ဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ artist တယောက်ရေးသားတဲ့ Dreamwalker ဆိုတဲ့ရုပ်ပြအကြောင်းကျွန်တော်က recap လုပ်ရမှာပဲဖြစ်ပါတယ်ခင်ဗျတာယာတဲ့ညနေခင်းလေးတစ်ခုမှာတော့ Yeti ဆိုတဲ့ကောင်မလေးတယောက်ကကျောင်းအပြန်ကိုရီပူချစ်တောက်ပြီးနေမကောင်းဖြစ်နေတဲ့အတွက်ကြောင့်မလို့သူ့အမေကဘာလို့နေမကောင်းဖြစ်ရတာလဲဆိုပြီးတော့မေးမြန်းနေပါတယ်Yeti နေဟာလေးမြဲတမ်းအဲ့လိုပဲဘာလို့နေမကောင်းတာကိုဆရာမတွေကမပြောတာလဲခုတော့ကြည်အောင်ကိုရီပူချစ်နေတာပဲအော်ဆန်မြုပ်တော့လို့တော့ပြီးပြီလားမြင်လိုက်တာသမီးဖေဖေကအလုပ်မစင်သေးလို့ဒီနေ့ညအိမ်မပြန်လာနိုင်သေးဘူးအဲ့တော့ဒီညဈေးတောက်ပြီးစောစောအိတ်လိုက်နော်မနေ့ကမှပဲစောစောထားပြီးအမေမအားသေးလို့တယောက်တည်းအိမ်နေနော်သမီးထိုစဉ်ယရီဟာအိမ်မယ်လို့တုံထူးခြားတဲ့ခန်းစားချက်တစ်ခုကြောင့်နိုးထလာခဲ့ရာ Dream World လို့ခေါ်တဲ့နေရာတွေကိုအမှတ်မထင်ရောက်သွားခဲ့ပါတယ်ဘလို့ဖြစ်တာလဲငါဖေကိုတိန်လားအဲ့တော့ Yeti ဒီ Dream World ထဲမှာဘလို့မျိုးလူတွေနဲ့တွေ့ပြီးတော့ဘလို့ adventure တွေလုပ်မလဲဆိုတာကိုကျွန်တော်တို့ရဲ့ MYC ရုပ်ပြစင်တာမှာလာဖတ်လို့ရပြီပဲဖြစ်ပါတယ်နောက်တဲ့ဗီဒီယိုမှာဆက်တွေ့ကြရအောင်အားလုံးပဲတတား